တဲ့မှာမွေးကင်းစအရွယ်နဲ့9နှစ်အောက်ကလေးငယ်လေးရှိလားတဲ့ရဲ့ကလေးကဘယ်ရွယ်မှာစပြီးတော့ screen time ဆိုတဲ့ဖုန်းကိုပေးပြီးတော့ကြည့်တင်တာလဲဒီလိုမျိုး screen time ကိုကလေးကိုပေးပြီးတော့ကြည့်တော့မယ်ဆိုရင်သူတို့အတွက်အချိန်ဘယ်လိုမျိုးကန့်သတ်တက်တာလဲဒီလိုမျိုးကလေးငယ်တစ်ယောက်ကို screen time ပေးတာကကောင်းတာလားဆိုးတာလားဒါမှမဟုတ်ဘာဖြစ်မလဲဆိုတာသင်ကိုယ်တိုင်မသိဘဲနဲ့ဝေဝါးနေပြီဆိုရင်တော့ဒီဗီဒီယိုလေးကသင်အတွက်ပဲဖြစ်ပါတယ်အခုလိုမျိုးနည်းပညာအရန်ကိုတိုးတက်လာတဲ့ခေတ်မှာဆိုရင်ကလေးငယ်လေးတွေက iPad ကင်ပြီးတော့ဖုန်းကင်ပြီးတော့သူတို့ကြည့်ချင်တဲ့ short video လေးတွေကိုသူတို့စိတ်ကြိုက်ရွေးပြီးတော့ကြည်တာဂိမ်းကစားရတာအစရှိတာတွေကဒီလိုမျိုးနေ့စဉ်ဘဝမှာဆိုရင်ပုံမှန်လိုမျိုးဖြစ်လာပါတယ်ဒီကိစ္စလေးတွေကတင့်ရဲ့ကလေးငယ်အတွက်ကောင်းလားဆိုရင်တော့ပုံမှန်အဖြစ်ပြောရမယ်ဆိုရင်တော့တင့်ရဲ့ကလေးတွေကိုသင်ကဒီ screen time ကိုတေချာ manage မလုပ်ဘူးဆိုရင်တော့သူတို့အတွက်မကောင်းပါဘူးရှင်။ဘာကြောင့်မကောင်းရတာလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးမယ်နော်။အားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒေါက်တာလဲလဲလောင်းပဲဖြစ်ပါတယ်။ YouTube ကနေတစ်ဆင့်ကျမရဲ့ဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ဒေါက်တာလဲလဲလောင်းရဲ့ YouTube channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်။ပထမဆုံးအနေနဲ့အခုခေတ်မှာရေးကြီးလာတော့ screen time ပဲဖြစ်ပါတယ် screen time ဆိုတာဘာကိုပြောတာလဲဆိုရင် screen ပါတဲ့ device တစ်ခုခုကိုကြည့်တဲ့အချိန်ကိုပြောတာပါဒါကြောင့်မို့လို့ screen ပါတဲ့ TV ဖုန်း iPad tablet အစရှိတဲ့ပစ္စည်းတွေကိုအသုံးပြုတဲ့အချိန်ကြည့်နေတဲ့အချိန်ကို screen time လို့ခေါ်ပါတယ်ရှင် screen time ကကျမတို့လိုမျိုးအရွယ်ရောက်ပြီးတဲ့သူတွေမှာတော့ပဲထိန်းချုပ်ဖို့ခက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သင်ရဲ့ကလေးတွေကို screen time နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး manage လုပ်တင်တာလဲဘယ်လိုမျိုးချိန်မှာစပြီးတော့ပေးပြီးတော့ကြည့်တင်တာလဲဆိုတာကိုသင်ကိုယ်တိုင်တိတိကျကျသိဖို့ကအရန်ကိုအရေးကြီးပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျမအနေနဲ့ပထမဆုံးပြောချင်တာကမွေးကင်းစအရွယ်နဲ့2နှစ်အောက်ကလေးငယ်ရာဆိုရင် screen time ကိုလုံးဝမပြသင့်ပါဘူးရှင်တကယ်လို့ screen time ပေးမယ်ဆိုရင်လည်းသူတို့ကိုပေးတဲ့အချိန်ကတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေအဖိုးတွေအဖွားတွေအဖေတွေအမေတွေနဲ့စကားပြောဆက်သွယ်တဲ့အခါမှာဗီဒီယိုချက်လုပ်တဲ့အချိန်ကိုပဲ screen time ကိုပေးသင့်ပါတယ်ရှင်အသက်2နှစ်နဲ့5နှစ်ကလေးငယ်တွေမှာဆိုရင်လည်းသူတို့ရဲ့ screen time ကိုတစ်နေ့ကို1နာရီထက်ပိုပြီးတော့မပြသင့်ပါဘူးရှင်9နှစ်ကျော်နဲ့10ကျော်သက်ကလေးတွေမှာဆိုရင်တော့သူတို့ရဲ့ screen time ကိုသူတို့ရဲ့ online learning လုပ်တဲ့စာသင်ချိန်တွေအပြင်ပေါ့နော် screen time ကို2နာရီထက်ပိုပြီးတော့မပြသင့်ပါဘူးရှင် screen time နဲ့ပတ်သက်ပြီးတော့အလေးပေးပြီးတော့ပြောချင်တာကမွေးကင်းစအရွယ်နဲ့1နှစ်အောက်ကလေးငယ်တွေဟာဆိုရင်အထူးသဖြင့်မိသားစုနဲ့ဆက်ဆံတဲ့အခါမှာပေါ့နော်ဒီမျက်နှာကနေပြီးတော့မှပြုံးတာရီတာမဲ့တာငိုတာအစရှိတဲ့အဖေအမေနဲ့ဆက်သွယ်ပြီးတော့ကြာမှာသူတို့အနေနဲ့အဖေအမေကဘယ်လိုမျိုးပြုံးတယ်ဘယ်လိုမျိုးရီတယ်သူတို့ကိုဘယ်လိုမျိုးမြူတယ်ပေါ့နော်တူတူရေဝါဆိုပြီးတော့ဘယ်လိုမျိုးမြူလဲအဲ့လိုမျိုးဟာလေးတွေကသူတို့အနေနဲ့တိမှတ်ပြီးတော့ပြန်လဲတုံ့ပြန်ရတဲ့အရွယ်တစ်ခုပဲဖြစ်ပါတယ်အဲ့လိုမျိုးအရွယ်ဟာဆိုရင်တကယ်တမ်းသူတို့လက်တွေ့ဘဝကြီးမှာသူတို့အနေနဲ့ခံစားပြီးတော့သူတို့အနေနဲ့မြင်တာကြားတာတွေကိုအများကြီးသင်ယူမှတ်သားမဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ screen time ကိုလုံးဝမပြသင့်ပါဘူးရှင်ဒီလိုမျိုး screen time မပြရတဲ့အကြောင်းရင်းလေးကိုလည်းနောက်မှဆက်ပြီးတော့ပြောပြချင်ပါတယ်ကိုယ့်ရဲ့ကလေးငယ်လေးကိုဒီ screen time နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထိတွေ့ပြီးတော့သင်ကြားတင်လဲဆိုတာလေးကိုဆက်ပြီးတော့ပြောချင်ပါတယ်ဒီတစ်နှစ်ထက်ပေါ့နော်တစ်နှစ်အထက်နဲ့2နှစ်3နှစ်အစရှိတဲ့ကလေးငယ်လေးတွေကို screen time နဲ့ပတ်သက်ပြီးတော့စပြီးတော့သူတို့ထိတွေ့စေတော့မယ့်အချိန်မှာဆိုရင်သူတို့အနေနဲ့သူတို့လုံးဝ control လုပ်လို့ရတဲ့ iPad တို့ tablet တို့ဖုန်းတို့ကိုပေးမဲ့အစားဒီအိမ်ရဲ့ဧကန်လိုမျိုးနေရာမှာ big screen လိုမျိုး TV အကြီးတစ်လုံးကိုထားပြီးတော့ဖေဖေမေမေဖိုးဖိုးဖွားဖွားတွေနဲ့အတူတူသူတို့ကြိုက်တဲ့ကတ်တွန်းကားလေးတွေကြည့်မယ်သူတို့ကြိုက်တဲ့ဒီပုံမြင်လေးတွေကိုကြည့်မယ်အဲ့လိုမျိုးလေးအတူတူလုပ်တဲ့အခါမှာပေါ့နော်ဒီမိဘတွေအနေနဲ့ကဒီ story နဲ့ပတ်သက်ပြီးတော့ဟာဒါဘာကောင်လေးလဲဒါဘာရောင်လေးလဲပြီးတော့ကြလဲတချင်းကိုအတူတူဆိုကြမယ်ပေါ့တချင်းဆိုတဲ့အခါဆိုရင်လည်းတချင်းတွေကိုအတူတူဆိုကြမယ်အဲ့လိုမျိုး celebrate လုပ်ပြီးတော့တစ်ခုနဲ့တစ်ခုနဲ့ communication လုပ်ပြီးတော့ပြန်လည်ဆက်သွယ်ပြီးတော့ကြာမှာဒီလိုမျိုး screen time လေးကိုဒီကလေးငယ်တွေကိုထိတွေ့စေတာကပိုပြီးတော့အဆင်ပြေပါတယ်ရှင်
နောက်ထပ်တစ်ခုအရေးကြီးတဲ့အချက်ကတော့ကလေးငယ်တွေကိုဒီလိုမျိုး screen time ကိုတိတိကျကျသတ်မှတ်ပေးရမယ်အပြင်ကလေးတွေကိုစော့တဲ့အချိန်မှာစော့ခိုင်းရပါမယ်။ဘာကြောင့်လဲဆိုရင်တော့ကလေးငယ်တစ်ယောက်ဟာဆိုရင်သူတို့ပတ်ဝန်းကျင်နဲ့ထိတွေ့စေပြီးတော့ကိုယ့်ရဲ့မိသားစုတွေနဲ့အပေါင်းအဖော်တွေနဲ့မျိုး communication လုပ်မှတာထိတွေ့စေမှတာစူးစမ်းလေ့လာစေမှတာသူတို့ရဲ့အုံနောက်တွေကဖွံ့ဖြိုးလာမှာပဲဖြစ်ပါတယ်။အဲ့ဒီလိုမျိုးကလေးငယ်တွေအနေနဲ့သူတို့အပေါင်းဖော်ခြင်းချင်းစော်ကစားပေးခြင်းဒါမှမဟုတ်မိဘတွေကကိုယ့်ရဲ့ကလေးငယ်လေးတွေနဲ့အတူတူစော့ပေးခြင်းကသူတို့ရဲ့အုံနောက်တွေကိုဖွံ့ဖြိုးစေအောင်လို့လေ့ကျင့်ပေးတဲ့သင်ကြားနည်းအမှန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကလေးငယ်တွေကိုကလေးငယ်ချင်းချင်းတည်တည်ချာချာစော့စီတာပဲဖြစ်ဖြစ်မိဘတွေနဲ့အတူတူစော့တာပဲဖြစ်ဖြစ်စာလုပ်ပေးတဲ့အချိန်တွေမှာဆိုရင်လည်းမိဘတွေနဲ့ကလေးတွေနဲ့အတူတူပေါင်းပြီးတော့လုပ်တာကလည်းကလေးငယ်တွေနဲ့မိဘတွေရဲ့ကြားသူတို့ရဲ့အပေါင်းဖော်ကြားထဲမှာရင်းနှီးမှုကိုပို့ပြီးတော့တိုးတက်စေပြီးတော့ screen time ကိုလည်း short ချပေးနိုင်ပါတယ်ရှင်နောက်ထပ်သင်ကြားပေးရမယ့်အရာလေးတစ်ခုကတော့ထမင်းစားတဲ့အချိန်မှာ screen time မပြဘူးပဲဖြစ်ပါတယ်။ဒီထမင်းစားတဲ့နေရာဆိုတာ family gathering လို့ခေါ်တဲ့ကိုယ့်ရဲ့မိသားစုလေးနွေးနွေးထွေးထွေးနဲ့စကားတွေပြောတဲ့နေရာပျော်စရာလေးတွေမျှဝေတဲ့နေရာဒါအပြင်မှုပြန့်တဲ့ဆွဲဆောင်မှုရှိတဲ့အနက်အနေနဲ့အစားအစာတွေအဲ့လိုမျိုးအစားအစာတွေကိုထိတွေ့ကင်တွယ်ရတဲ့အထိတွေ့အစားရှိတာတွေကိုကလေးငယ်လေးတွေကိုဒီနေရာလေးတစ်ခုကနေသင်ကြားမှာဖြစ်တဲ့အတွက်ဒီအာယုံစူးစိုက်မှုတစ်ခုလိုပါတယ်အဲ့လိုမျိုးအာယုံစူးစိုက်မှုက screen time ပေးလိုက်တဲ့အခါမှာအဲ့ screen ကိုပဲသွားပြီးတော့အာယုံ focus ရှိတဲ့အတွက်ကြောင့်မို့လို့ခုနကအရာတွေကလွတ်လွတ်သွားမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်မဖြစ်အောင်လို့ဒီလိုမျိုးကလေးငယ်လေးတွေနဲ့အတူတူထမင်းစားတဲ့အချိန်မှာမိဘတွေအနေနဲ့လည်းဒီ screen ကိုကြည့်တာမျိုးတွေမလုပ်ဘူးကလေးငယ်ကိုလည်းအဲ့လိုမျိုးပြတာမလုပ်ဘဲနဲ့ကိုယ့်ရဲ့ကလေးငယ်တွေနဲ့အပြန်အလှန်စကားတွေပြောမယ်ပျော်စရာလေးတွေပြောရင်းနဲ့ဒီအစားအသောက်လေးတွေကို enjoy လုပ်ဖို့အကြံပေးချင်ပါတယ်ရှင်ဒီလိုအပ်တဲ့ပမာဏထက် screen time များလာပြီဆိုရင်ကိုယ့်ရဲ့ကလေးငယ်တွေရဲ့ဖွံ့ဖြိုးမှုကိုဘယ်လိုမျိုးဆိုးကျိုးတွေရှိစေလဲဆိုတာကိုကျမအနေနဲ့အချက်လေး၃ချက်နဲ့ပြောပြပေးချင်ပါတယ်စော့တဲ့နဲ့ကလေးငယ်အရွယ်မှာမစော်ဘဲနဲ့ screen time များတဲ့အချိန်မှာဘယ်လိုမျိုးဖြစ်လာလဲဆိုရင်သူတို့အနေနဲ့ကိုယ်လက်လှုပ်ရှားမှုတွေနည်းလာတဲ့အတွက်ကြောင့်မို့လို့ကယ်လိုရီတွေလောင်ကျွမ်းမှုနည်းလာတဲ့အတွက်ကြောင့်မို့လို့အဝလွန်မှုအတွက် chance ကများပါတယ်ဒီလိုမျိုးအဲ့လိုမျိုးအချက်တွေအပြင်ဒီ screen ကိုကြည့်နေတဲ့အချိန်မှာသူတို့အနေနဲ့တရေစာတွေ snack တွေမုန့်အချိုတွေကိုပို့ပြီးတော့စားမိတဲ့အတွက်ကြောင့်မို့လို့လေကယ်လိုရီတွေအပိုတွေကိုစားသုံးမိတဲ့အတွက်ကြောင့်မို့လို့လေခန္ဓာကိုယ်ကိုပို့ပြီးတော့ဝစေပါတယ်။တစ်နှစ်နဲ့9နှစ်အရွယ်ကလေးတွေမှာအဝလွန်လာပြီဆိုရင်သူတို့အနေနဲ့ဆယ်ကျော်သက်အရွယ်အထိကိုအဝလွန်မှုအတွက်အခွင့်အလမ်း chance ကပို့ပြီးတော့များပါတယ်။အဲ့လိုမျိုးအဝလွန်လာတဲ့အခါမှာဆိုရင်အသက်ငယ်ငယ်ရွယ်ဆယ်ကျော်သက်အရွယ်လေးနဲ့သွေးတိုးယောဂါဆီးချိုယောဂါအစရှိတဲ့ယောဂါတွေဖြစ်လာနိုင်ပါတယ်ရှင်ဒုတိယဖြစ်စေတဲ့ဆိုးကျိုးကတော့ကလေးငယ်လေးတွေအနေနဲ့လူမှုဆက်ဆံရေးမှာအားနည်းလာခြင်းပဲဖြစ်ပါတယ်လူမှုဆက်ဆံရေးဆိုတာအားလုံးပဲသိတဲ့အတိုင်းပဲကျမတို့နေနေတဲ့လောကကြီးကတယောက်တည်းနေလို့မရပါဘူးအဲ့လိုမျိုးနေလို့မရတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာဆိုရင်ဒီပတ်ဝန်းကျင်တစ်ခုမှာလူမျိုးမျိုးနဲ့ပေါင်းသင်းဆက်ဆံမှုတွေ communication တွေဆိုတာကနေ့စဉ်ဘဝမှာအရန်ကိုအရေးကြီးပါတယ် screen time များတဲ့ကလေးငယ်လေးတွေမှာဆိုရင်သူတို့အပေါင်းအသင်းချင်းတယောက်နဲ့တယောက်စကားပြောဆိုတဲ့အချိန်မှာစကားပြောဆိုလာမှုတွေနည်းလာတယ်နောက်ဒီဆော့တဲ့ကစားတဲ့အချိန်တွေနည်းလာတယ်အဲ့လိုမျိုးအချက်လေးတွေကိုတွေ့ရှိရပါတယ်ကိုယ့်ရဲ့အပေါင်းအသင်းတွေအပေါင်းဖော်တွေနဲ့ထိတွေ့ဆက်ဆံမှုနည်းလာတာတွေအပြင်ပိုပြီးတော့ဆိုးတဲ့အချက်ကတော့ဒီမိသားစုအချင်းချင်းကိုပဲပြောဆိုဆက်ဆံတဲ့အခါမှာခက်ခဲတွေရှိတာသူတို့အနေနဲ့ပုံမှန်လေးမပြောတာမပြောချင်တာလေးတွေဖြစ်လာတတ်ပါတယ်ခုနကပြောခဲ့တဲ့အချက်တွေကြောင့်မို့လို့ကလေးငယ်လေးတွေတော်တော်များများဆိုရင်တကူတည်းတီးတီးသက်သက်နေလူစိတ်များလာခြင်းနောက်လူအများကြားထဲမှာနေထိုင်ရပြောဆိုရမယ့်အခြေအနေတွေကိုရှောင်ကျဉ်လာခြင်းအစရှိတဲ့အချက်လေးတွေကိုတွေ့ရပြီးတော့လူမှုဆက်ဆံရေးတွေမှာအားနည်းလာတာကိုတွေ့ရပါတယ်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ screen time များတဲ့ကလေးငယ်လေးတွေရဲ့အုံနောက်ဖွံ့ဖြိုးမှုဟာအားနည်းလာတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ရှင်။အုံနောက်ဖွံ့ဖြိုးမှုကိုအနှောက်အယှက်ဖြစ်စေတယ်ဆိုတဲ့အချက်ကဒီကလေးငယ်လေးတွေအတွက်အရန်ကိုပဲအရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့မွေးကင်းစအရွယ်ကနေပြီးတော့မှအသက်3နှစ်အထိကလေးငယ်လေးတွေရဲ့အုံနောက်ဟာဆိုရင်သူတို့ရဲ့အုံနောက်ဖွံ့ဖြိုးမှုအကောင်းဆုံးဖြစ်တဲ့ critical period တစ်ခုပဲဖြစ်ပါတယ်ရှင်။
ကလေးငယ်တစ်ယောက်အတွက်အရန်ကိုအရေးကြီးတဲ့အုံနောက်ဖွံ့ဖြိုးမှုရဲ့ critical period လို့ခေါ်တဲ့အရန်ကိုအရေးကြီးတဲ့အချိန်ကာလတစ်ခုမှာကလေးငယ်လေးတစ်ယောက်ကသူတို့ရဲ့အုံနောက်ဖွံ့ဖြိုးလာအောင်လို့ဘယ်လိုမျိုးသင်ယူမှတ်သားနေလဲဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ရှင်းပြပေးခြင်းပါတယ်ဘယ်လိုမျိုးသူတို့ရဲ့အုံနောက်လေးကဖွံ့ဖြိုးလာရလဲဆိုရင်တော့သူတို့ကဒီပြင်ပကဘာကြီးထဲမှာသူတို့မြင်တာတွေကြားတာတွေသူတို့အနေနဲ့ရရှိတဲ့အနံ့တွေကိုအုံနောက်နဲ့အာယုံကြောနဲ့ဆက်သွယ်ပြီးတော့ကြာမှလေ့လာပြီးသင်ယူမှတ်သားနေတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်အဲ့လိုမျိုးကာလတွေကဒီ digital device လို့ခေါ်တဲ့ဒီနည်းပညာတွေပေါ်လာတဲ့အခါမှာဘယ်လိုမျိုးသင်ယူမှုတွေကပြောင်းလဲသွားလဲဆိုတာလေးကိုဆက်ပြီးတော့ပြောပြပေးချင်ပါတယ်ဘယ်လိုမျိုး digital device တွေက ready made ဖြစ်အောင်ပြုလုပ်ပေးတာလဲဆိုရင်တော့ဥပမာအဖြစ်ပြောရမယ်ဆိုရင်ကလေးအဖေအမေတယောက်ကကလေးလေးတယောက်ကိုပုံမြင်တစ်ခုပြောပြတဲ့အချိန်မှာပေါ့နော်ဟိုးရှည်ရှည်တုန်းကတောအုပ်ကြီးတစ်ခုရှိတယ်ဆိုပြီးတော့ပြောပြလိုက်တဲ့အခါမှာကလေးလေးရဲ့အုံနောက်ထဲမှာပေါ့နော်သူတို့imagination လုပ်ထားတဲ့တောအုပ်လေးတစ်ခုကသူတို့ရဲ့အုံနောက်ထဲမှာစဉ်းစားတာတွေတွေးခေါ်တာတွေပါလာပါတယ်အဲ့လိုမျိုးသူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးလေးတွေအပြင်သူတို့အနေနဲ့လုံးဝအာယုံစူးစိုက်မှုတွေ focus ဆိုတဲ့အာယုံစူးစိုက်မှုတွေနောက် memorize လုပ်တဲ့သူတို့ရဲ့ memory လေးတွေကသူတို့အနေနဲ့ပို့ပြီးတော့မှတ်မိတာတွေရှိပါတယ်ဒီကလေးငယ်တယောက်အနေနဲ့သူတို့အနေနဲ့မြင်တာတွေကြားတာတွေကိုအာယုံကြောနဲ့ဆက်သွယ်တဲ့အခါမှာဒီ digital device တွေကမြင်တာလို့ပြောရမယ်ဆိုတော့သူတို့အတွက် ready made လုံးဝအစင်သင့်အနေနဲ့သူတို့ ready to use အနေနဲ့ချပြတယ်လို့မျိုးဖြစ်သွားပါတယ် digital device ထဲမှာပေါ်လာတယ်ဆိုရင်တော့သူတို့အနေနဲ့တောအုပ်ကြီးတစ်ခုကိုလုံးဝပုံဆွဲထားပြီးတော့ဒီလိုမျိုးဟာကြီးကတောအုပ်ဆိုတဲ့ဟာကြီးကိုလုံးဝကိုသူတို့မြင်တာအောင်လို့ ready made ပြုလုပ်ထားတဲ့အရာကြီးတစ်ခုကိုသူတို့အနေနဲ့လက်ခံလိုက်ရပါတယ်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာဘာဖြစ်လာရလဲဆိုရင်တော့ကလေးငယ်လေးတွေရဲ့အုံနောက်ကဒီအချက်လက်တွေကိုသူတို့အနေနဲ့သင်ယူတယ်မှတ်သားတယ်ပြန်လည်တုံ့ပြန်တဲ့ဟာတွေကနှေးကွေးလာပါတယ်နောက်တစ်ခုကတော့ focus လို့ခေါ်တဲ့အာယုံစူးစိုက်မှုတွေလည်းအားနည်းလာပါတယ်ဒီလိုမျိုးအချက်တွေအပြင်ပေါ့နော်ဒီလိုမျိုးသူတို့ရဲ့တိမှတ်နိုင်တဲ့ memorization memory မှတ်တဲ့ဟာလေးတွေလည်းသူတို့အနေနဲ့အားနည်းလာပါတယ်ကျမခုနပြောခဲ့တဲ့စွမ်းရည်လေးတွေညှော်နှဲလာတဲ့အတွက်ကြောင့်မို့လို့ကလေးငယ်လေးတွေရဲ့အုံနောက်ဖွံ့ဖြိုးမှုကအားနည်းလာရတာပဲဖြစ်ပါတယ်screen time ကကလေးငယ်လေးတစ်ယောက်အတွက်ရှိတဲ့အချိန်ပမာဏထက်များသွားပြီဆိုရင်သူတို့အတွက်ရှိတဲ့စွမ်းရည်ကြမယ်အုံနောက်ဖွံ့ဖြိုးမှုတွေအနှောက်အယှက်ဖြစ်မယ်ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေအများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ကလေးငယ်တွေအတွက်ဘယ်လိုမျိုး screen time ကို manage လုပ်ရမလဲဆိုတာလေးတွေကိုမိဘတွေအနေနဲ့ awareness ရအောင်လို့ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်ရတာပဲဖြစ်ပါတယ်ရှင်ကျန်းမာရေးပဟုသုတတေးသေးလေးတွေကနေပုံမူကျန်းမာတဲ့ဘဝတွေကိုရရှိအောင်လို့ကျမအနေနဲ့ဗီဒီယိုလေးတွေကျန်းမာရေးဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကကိုယ့်အတွက်ကိုယ့်ပတ်ဝန်းကျင်အတွက်အကျိုးရှိစေတယ်လို့မြင်မိတယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်